ကျွန်တော်တို့တိုးတက်နေတဲ့ခေတ်ကြီးထဲမှာကျွန်တော်အခု2025တောင်ရောက်နေပြီပေါ့နော်မိတ်ဆွေကဒီကျွန်တော် social platform online ကိုမသုံးချင်လဲသုံးရမယ်သုံးချင်လဲသုံးရမယ်ဖြစ်မနေကိုသုံးရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စီးပွားရေး business တွေတော်တော်များများကဒီ online မှာပဲကျွန်တော်တို့ပြောမယ်ဆိုလောက်ကင်လာကြတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဖုန်းတစ်လုံးဝယ်မယ်ထားပါဗျာကျွန်တော်Xiaomi Mi ထားပါတော့12 Pro ဝယ်ခြင်းတယ်ဆိုကျွန်တော်တို့ကဒီ Mi 12 Pro နဲ့ပတ်သက်တဲ့သူ့ရဲ့အသေးစိတ်လေးတွေကျွန်တော်တို့ online မှာရိုက်ရှာကြည့်လို့ရတယ်အဲ့မှာဒီ Mi 12 Pro ကိုရောင်းတဲ့အယောင်းဆိုင်တွေပေါ်လာလိမ့်မယ်ဈေးနှုန်းတွေပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့ကတွေ့ရမြင်ရမှာပေါ့နော်အဲ့တော့မိမိရဲ့စီးပွားရေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအိမ်ထဲမှာနေပြီးတော့စီးပွားရေးတစ်ခုတည်ဆောက်လို့ရတယ်ကျွန်တော်ဘယ်နေရာဘယ်ဒေသပဲရောက်ကျွန်တော် online စီးပွားရေးကအရင်အလုပ်ဖြစ်ပါတယ်ဒါကကျွန်တော်လက်ရှိကျွန်တော်တွားနေတဲ့ပုံစံပေါ့နော်အခုကျွန်တော်အိမ်ထဲမှာနေနေလေအမှန်တိုင်းပြောရင်ကျွန်တော်အခု online ကနေကျွန်တော်ဝင်ငွေရနေပါတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်နေဘက်ဖြစ်ဖြစ်ညဘက်ဖြစ်ဖြစ်ကျွန်တော် online မှာကျွန်တော်ထိုင်နေတာထိုင်ပြီးတော့အလုပ်လုပ်နေုံပဲပေါ့နော်ကျွန်တော် online ကနေပြီးတော့ဒါဝင်ငွေတွေကိုဒါရှာဖွေလို့ရတယ်မိတ်ဆွေတို့အနေနဲ့လည်းကျွန်တော်ကဒါကဝင်ငွေရစေခြင်းတယ်ပေါ့နော်ဒီဝင်ငွေရမယ်နီလန်းလေးတွေကျွန်တော်အချိန်ရရင်ရတယ်လို့မျှဝေပေးသွားမယ်နော်အခုခေတ်ကြီးကကျွန်တော်တို့မတိသူကြော်သွားတိသူဖော်စားခင်မဟုတ်တော့ဘူးဗျအခုခေတ်ကကျွန်တော်လှင်သူစားလဲသူစားဖြစ်သွားပြီပေါ့နော်ကျွန်တော်အဲ့လှင်သူစားလဲသူစားဆိုတာကကျွန်တော်တို့မယိုးမဖြောင်းနီလန်းတွေကိုပြောတာမဟုတ်ပါဘူးကျွန်တော်တို့ online မှာဘယ်လိုမျိုးလေးတွေကျွန်တော်တို့ဝင်ငွေရှာရမလဲသူများတကာတွေပွဲဖြစ်နေတဲ့ဗီဒီယိုတွေဘာလို့ပွဲဖြစ်လဲเนาะအဲ့ဒါတွေကကျွန်တော်တို့အမြင်အားဖြင့်ပွဲတွေဖြစ်တယ်တယောက်နဲ့တယောက်သူတို့ပေါ့နော်ဟာဟိုလူအတင်းပြောလိုက်ဒီလူကဒီလူအတင်းပြောလိုက်တချို့တွေကဇက်တိုက်ထားတာတချို့တွေကြတော့ဇက်တိုက်ထားတာမဟုတ်ဘူးသူတို့ပါသူတို့ဒီလိုအကြောင်းအရာတွေဖြစ်နေအဲ့ဒီအကြောင်းအရာတွေကိုမှအခြေခံပြီးတော့ကျွန်တော်တချို့ဆိုရှင်ဒါတွေဗီဒီယိုလုပ်တဲ့လူတွေ reaction လုပ်တဲ့သူတွေအရန်ဝင်ငွေအဆင်ပြေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော် online ခေတ်ကြီးထဲမှာမိတ်ဆွေကဒီ online နဲ့ပတ်သက်လို့ကျွန်တော်ဝါသနာပါသည်ဖြစ်စေဝါသနာမပါသည်ဖြစ်စေကျွန်တော်တို့ online business တခုတော့ကျွန်တော်လှုပ်ထားတင်တယ်လို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်ဒါကကျွန်တော်တို့တွေအသက်အရွယ်နဲ့လည်းမဆိုင်ဘူးနေရာဒေသနဲ့လည်းမဆိုင်ဘူးအဓိကကကျွန်တော်တို့ internet line လေးမိနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ online ကဝင်ငွေရှာလို့ရတဲ့ online ကငွေရင်းကြီးတစ်ခုပေါ့နော်အဲ့ဒီမှာမှမိတ်ဆွေကအကြံဉာဏ်များများလေးထုတ်နိုင်ရင်ငွေများများရမယ်နည်းနည်းလေးထုတ်နိုင်ရင်နည်းနည်းလေးရမယ်အကြံဉာဏ်များများထုတ်နိုင်တယ်နည်းနည်းထုတ်နိုင်တယ်ဆိုတာကမိမိရဲ့လေ့လာမှုစွမ်းအားရယ်မိမိရဲ့ဇွဲလုံးလာရှိဖို့ရယ်ပေါ့နော်ကျွန်တော်တို့ကဒီနေ့business တခုကိုတီထောင်ပြီးတော့ကျွန်တော်ဒီနေ့ပတ်စံလိုချင်တော့မရဘူးကျွန်တော်တို့ကတီဆောက်ကမယ်ကျွန်တော်တို့ကိုယ့်ရဲ့ပုံရိပ်နဲ့တီဆောက်မယ်ဆိုကိုယ့်ရဲ့ပုံရိပ်ကိုလူယုံကြည်မှုရအောင်တီဆောက်ကမယ် brand နဲ့တီဆောက်မယ်ဆိုကိုယ့်ရဲ့ brand ကိုယုံကြည်မှုရအောင်တီဆောက်ပြီးတော့မှကျွန်တော်တို့က online စီးပွားရေးတစ်ခုကိုစတင်သင့်တယ်လို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်အဲ့တော့ online နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်အချိန်ရရင်ရတယ်လို့ကျွန်တော်ပြုလုပ်တဲ့နီလန်းတွေကိုမိတ်ဆွေတို့ကိုကျွန်တော်မျှဝေပေးသွားပါမယ်အဲ့တော့စိတ်ဝင်စားတဲ့သူတွေအနေနဲ့ကျွန်တော်ရဲ့အကောင့်လေးကိုစောင့်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ